မလုံးနဲ့ဖေဖေဘာမှာထားလဲဖေဖေလှုပ်နေတာမိမကြီးမင်းသမီးကိုလာခေါ်စမ်းကွာငါအလုပ်လုပ်နေတာမလားရှုပ်နေတယ်ကဲသွားလာဖေဖေခေါ်မနော်ကဲဆိုင်ဟာမခွန်ကြွေးမေဖေဖေကျွေးမယ်လို့ပြောနေလေဟာနေပါဟာအေးပဲသမီးNamanya Kamila sana may wasa. Kamila macam mana?